ရဲရင်နဲ့နိုင်သူရဲကောင်းတယောက်ဟာကြမ်းတမ်းခတ်ထန်တဲ့နဂါးတစ်ကောင်ကိုဖမ်းဆီးပြီးရှင်ဘရင်တန်းဆက်တက်ခဲ့ပါတယ်မြို့သူမြို့သားတွေဟာလည်းသူရဲကောင်းရဲ့တက်တီကိုချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ခီယူတင်းတဘိုးတွေကိုမှုတ်ခဲ့ကြပါတယ်နိုင်သူရဲကောင်းကရှင်ဘရင်စီကနေဆုလက်ကိုစိတ်အားထက်သန်စွာမျှော်လင့်နေတဲ့အချိန်မှာပဲရှင်ဘရင်ကသူတကယ်လိုချင်တာဟာဂျိုးတစ်ချောင်းပါတဲ့နဂါးဖြစ်တယ်လို့မိတ်ဆိုပြီးအဲ့ဒီနဂါးကိုရုံတော်ပြင်ပသို့လွှင့်ပစ်လိုက်ပါတယ်ဒါကြောင့်နိုင်သူရဲကောင်းဟာအနေအများလာတဲ့နဂါးကူလေးကိုနောက်တစ်ချိန်ပြန်လဲစွန့်စားသွားခဲ့ရပါတယ်ပြင်းထန်တဲ့တိုက်ပွဲပြီးမှာတော့သူဟာဂျိုးတစ်ချောင်းပါတဲ့နဂါးကိုရုံတော်သို့ပြန်လဲယူဆောင်လာပြီးရှင်ဘရင်ထံဆက်တက်ခဲ့ပြန်ပါတယ်ဒါပေမဲ့ရှင်ဘရင်ကနဂါးကိုနောက်တစ်ချိန်အပြင်ကိုလွှင့်ပစ်လိုက်ပြန်ပါတယ်ပြီးတော့အခုတစ်ခါမှာနှာခေါင်းပေါ်မှာဂျိုးပါတဲ့နဂါးကိုလိုချင်တယ်လို့နိုင်သူရဲကောင်းကိုမိတ်ဆိုခဲ့တာကြောင့်နိုင်သူရဲကောင်းဟာနဂါးအောင်ကူစီကိုနောက်တစ်ခေါက်ထပ်မံသွားရောက်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးနောက်ဆုံးမှာရှင်ဘရင်ရဲ့တောင်းဆိုချက်အသစ်နဲ့ကိုက်ညီတဲ့နဂါးကိုသူပြန်လဲယူဆောင်လာနိုင်ခဲ့တဲ့အခါမှာတော့ရှင်ဘရင်ကအခုတစ်ခါမှာဆူရှာတဲ့အစွဲနှစ်ချောင်းပါတဲ့နဂါးကိုလိုချင်ပြန်တယ်လို့ဆိုပါတယ်နိုင်သူရဲကောင်းဟာစိတ်ပြက်လက်ပြက်နဲ့ပဲနဂါးကူစီကိုနောက်တစ်ချိန်ထပ်မံထွက်ခွာခဲ့ရပါတယ်ဒီလိုဖြစ်စဉ်တွေဟာထက်ခါတလဲလဲဖြစ်ပွားခဲ့ပြီးနိုင်သူရဲကောင်းဟာလည်းအချိန်ချင်းထွက်ခွာခဲ့ရပေမဲ့သူနဂါးတစ်ကောင်ယူဆောင်လာပြီးတိုင်းရှင်ဘရင်ဟာစိတ်ကူးပြောင်းလဲခဲ့ပါတယ်နောက်ဆုံးမှာတော့နိုင်သူရဲကောင်းဟာနဂါးအားလုံးနီးပါးကိုမျိုးတုံးအောင်တက်ဖြတ်မိလူနီးပါးဖြစ်သွားခဲ့ပါတယ်မြို့သူမြို့သားတွေဟာလည်းခီယူတင်းတဘိုးမှုဖို့အင်အားတော်မရှိတော့ပဲနိုင်သူရဲကောင်းကိုယ်တိုင်လည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပေမဲ့နောက်ဆုံးကြံရှိတဲ့နဂါးကိုတော့အောင်နိုင်အောင်တိုက်ခိုက်ခဲ့ပါတယ်ရှင်ဘရင်ပြုံးလိုက်တာကိုသူမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မောပန်းလွှမ်းနယ်မှုအားလုံးဟာအဲ့ဒီခိုက်တက်မှာပဲပျောက်ကွယ်သွားတယ်လို့ခံစားလိုက်ရပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲရှင်ဘရင်ဟာစိတ်ကူးပြန်ပြောင်းသွားပြီးသူဟာအစိမ်းရောင်နဂါးကိုမလိုချင်တော့ပဲအနီရောင်နဂါးကိုလိုချနေတယ်လို့မိတ်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့နိုင်သူရဲကောင်းဟာဘလို့မှဆက်လက်သိမ်းမခံနိုင်တော့ပါဘူးအဆုံးသတ်မှာတော့ရှင်ဘရင်ဟာရုံတော်ပြင်ပသို့လွှင့်ပစ်ခြင်းကိုခံလိုက်ရပါတော့တယ်